အားလုံးပဲမင်္ဂလာပါဒီနေ့မှလည်းကျွန်တော်စီမှာရှိတဲ့အကောင့်လေးတစ်ကောင့်နဲ့လာပြီးတော့မှမိတ်ဆက်ပေးတာဖြစ်ပါတယ်ဒီအကောင့်ထဲမှာဘာတွေပါလဲဆိုရင်ပြောနေကြတယ်မဲ့တူတူတခြားတော့ကြည့်လိုက်ရအောင်ဒီထဲမှာဆိုလို့ရှိရင် KOF 3ကောင်ပေါ့ KOF 3ကောင်ပေါ့ Karina မှာပိုင်း4ကောင်ပေါ့ဗျာအဲ့ဒီကောင်လေးပါမယ် Cushion Legend ပါမိသားuser ဒီကောင်အဲ့ဒီကောင်ရဲ့ Exhausted Skin နဲ့ပါထားပြီးသားပြီးရင် Transformer Skin နဲ့ Optimus Prime အဲ့ဒါကြီးပါပြီးသားပါဗျာဒီကောက်လေးကလည်းတော်တော်လေးတော့မိုက်တယ်ဗျာသိတာအကောင့်အပေါ်မှာတော်တော်လေးမိုက်တယ် Lucky Box ထဲမှာဆိုရင် Leslie ပေါ့ဗျာ Leslie Lunat Leomort Uranus အဲ့ဒီကောင်တွေပါထားပြီးသားချောင်းကိုင်းချင်နေဆိုလို့ရှိရင်တော့ချောင်း stand လေးကိုင်းချင်နေဆိုရင်တော့ချောင်း stand ကလည်းပါထားပြီးသားစုစုပေါင်း skin ကကြောက်လဲ300ကျော်တယ်ပေါ့ဗျာ300ကျော်တယ်အဲ့တော့ဒီကောက်လေးကတော်တော်လေးတော့မိုက်တယ် skin လေးလည်းဆုံးတယ်နောက်ပြီးတော့မှဈေးရလည်းအရင်မချီဘူးအဲ့ဒါကြောင့်မလို့ဒီကောက်လေးကိုလာပြီးတော့မှပြပေးတာဖြစ်ပါတယ်ဒီကောက်လေးထဲမှာဘာတွေပါလဲဆိုရင်ဒီနောက်ထပ်ဘာတွေပါသေးလဲသူတို့ကြည့်ရအောင်နောက်ဒီရဲ့အကောင့်ထဲမှာဆိုရင်ပြချင်တာ double diamond ဖြည့်လို့ရတယ် double diamond က4ခုဖြည့်လို့ရတယ်သူရှေ့က15လုံးပဲဖြည့်တာရတယ် channel 4ခုထပ်ပြီးတော့မှဖြည့်လို့ရတယ်နောက်ပြီးတော့မှဒီထဲမှာဘာ record ပါလဲဆိုရင်ကျွန်တော်တစ်ချက်ပြမယ် record ကကျတော့သူက Xcode State ရဲ့ record လေးပါတယ် record လေးပါတယ်ပြီး record လေးကိုအကောင့်လေးတော့ပါတယ် Apple record ဟို SOAC record ကတော့မပါဘဲနဲ့ဒီ record လေးနဲ့လည်းအဆင်ပြေတယ်လာတယ်ဈေးရလည်းအရင်မရှိဘူးဈေးရလည်းအရင်မရှိဘူးနောက်ပြီးသူကလည်းglory ပေါ့နော်64ဒါရောက်ထားပြီလားနောက်ပြီးတော့မှဒီအကောင့်ထဲမှာဆိုရင်တပ်ပါတီလည်းပါတစ်ခုမှမပါပါဘူးတပ်ပါတီရှင်းပါတယ်တပ်ပါတီပါတစ်ခုမှမပါပါဘူး error ကင်းတပ်ပါတီမရှိ no error အကောင့်လေးပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ဒီအကောင့်ကိုကြိုက်တယ်မေးမြန်းစုံစမ်းခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ Gainers Scholar တပတ်ရဲ့ TikTok YouTube Facebook page နဲ့ Telegram တွေဆက်သွယ်ပြီးတော့မှလာရောက်မေးမြန်းနိုင်ပါတယ်အားကြောင့်မို့လို့ဒီအကောင့်လေးကြိုက်ရင်မေးမြန်းလေးလာပြီးမေးဖို့ပြောချင်ပါတယ်ဗျအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အကောင့်လေး follow ပေးကြပါဦး